ဘေးရခွာရတယ်ခလေးထိတ်နေတယ်ခလေးတွေကိုလေတယောက်ဖုန်းတစ်လုံးစီပေးထားတာတော့အိမ်ကဖုန်းချိကိုမချိရဘူးမျိုးခိုင်လေးစီးနဲ့ကန်းနေရပြီအမမကြီးငါတင်းနေပြောနေတာဘိုးကပါမကြီးရလေခလေးတွေဖုန်းပြဘလုံးပြီးပြီစာရီတော်ကြတယ်အခုတို့ငါနားနဲ့အကုန်လုံးကြားပြီးငါညီတွေဖုန်းသုံးနေဆိုတာလေဝါစုံလန်းနဲ့ online ကနေစာသင်နေတာဝါစုံလန်းမှာလေကျောင်းစာတွေပြင်အင်္ဂလိပ်စာတွေကွန်ပျူတာတွေအကုန်လုံးပါတာဟဲ့နော်ဖုန်းနဲ့ဝါစုံလန်းသုံးလို့ငါညီတွေအားလုံးစာတော်နေတာသဘောပါပဲညီလေးမင်းမဝါစုံလန်းလုပ်ပေးလိုက်စားဟဲ့စားရမယ်မမဆိုလန်းကိုစသုံးမယ်ဆိုရင်အရင်ဆုံးဒေါင်းလော့ဆွဲပြီး install လုပ်ပါမယ်မမပြီးရင်ဖုန်းနံပါတ်ဖြည့်ပြီးအကောင့်သစ်ဖွင့်လိုက်စမ်းသုံးလို့ရပါပြီအင်္ဂလိပ်စာနဲ့သင်ခန်းစာပထမခန်းတွေကိုခါမဲ့ကြည့်လို့ရတယ်မမကြီးဟိုပါလေဈေးကြည့်လိုက်ရင်ဩကစိနေမရဲ့အတန်းတန်းကိုတစ်နှစ်လုံးစာဘာသာစုံကိုမှပတ်စံလေး9000နဲ့တစ်ခါတည်းသာဝယ်လိုက်တော့ promotion ကာလာပကြီးတွေကာရအတန်းတွေပါလက်ဆောင်ရမှာနော်တန်လိုက်တာနော်အေးလေဟာမမီကိုဝါဆိုလန်းဝယ်ပေးဝယ်ပေးပါပေါ့ငါညီလေးဝါဆိုလန်းနလားခန့်ကြတော့ဟမ်မမကြီးကကျမတို့လေဝါဆိုလန်းအကြောင်းပြောပြလို့ကျေးဇူးတင်လို့မမကြီးလာကြတော့တာဟိုဝါဆိုလန်းပကြီးတင်တန်းကိုထားလိုက်တာလေဒုတိယဆုရတယ်မမကြီးရဲ့တို့မြည်လေးလဲလေပထမဆုကိုရတာအင်္ဂလိပ်စာ level ဘယ်လောက်အင်္ဂလိပ်စာ level 4ပြီးသွားပြီ certificate လည်းရကျမရဲ့ညီလေးကလေ level 5တောင်ကုန်သွားပြီမမကြီးရဲ့ဟောလာဆိုရင်လဲလေတို့အဖွားနှစ်ယောက်လဲလေဝါဆိုလန်းထဲမှာအပြိုင်ကိုကြားနိုင်ပြီပေါ့ဟုတ်တယ်ဝါဆိုလန်း mobile application မှာ KG မှ grade 11 ထိဘာသာစုံသင်ခန်းစာတွေပြင်အကြီးအကကာယစာရေးဘတ်စုံသင်ခန်းစာတွေကိုပါလေ့လာနိုင်ပါပြီဘက်စုံထူးချွန်တဲ့တာတာမိမိတွေဖြစ်စေဖို့ဝါဆိုလန်းကိုသုံးလိုက်ကြရအောင်ရှင်